မုံငင်းကျင်ဝတ်သုံးထပ်သားပေါင်းချက်ပြုံးနီမုံငင်းကျင်ဝတ်သုံးထပ်သားပေါင်းလို့ပြောလိုက်ရင်အလုပ်တွေရှုပ်တဲ့ဟင်းပွဲကြီးတစ်ခုဆိုလူတိုင်းသိကြပါတယ်ဒါပေမဲ့ဒီနေ့ဗီဒီယိုလေးမှာတော့အိမ်မှာလွယ်လွယ်ကူကူနဲ့စားတောက်ဆိုင်ကအရသာအတိုင်းတပုံစံနဲ့ရစေမဲ့လှုပ်ဝက်ချက်လေးတွေကိုဝင်းမြောက်ပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါရရှင်ပထမဆုံးအနေနဲ့ဒီဟင်းပွဲအတွက်အရေးကြီးဆုံးဖြစ်တဲ့အစီအသားသုံးထပ်လှလှလေးပါတဲ့ဝက်သုံးထပ်သားအတုံးကြီးကြီးတုံးကိုပြန်ဆင်ပါမယ်အသားကိုရေးဆေးတဲ့အခါတာမန်ရည်နဲ့မဆေးဘဲနဲ့စားအနှဲငယ်ထည့်ထားတဲ့စားရည်ထဲမှာ10မိနစ်လောက်အချိန်ပေးရပါမယ်။ဒါမှအသားမှာကက်နေတဲ့အညစ်အကြေးတွေနဲ့အနံ့သက်တွေကိုဖယ်ရှားပေးနိုင်မှာပါ။ပြီးရင်တော့ဓာလေးနဲ့ဝက်သားအရေကုန်ပေါ်ကအချွဲတွေကြီးတွေကိုချစ်ထုတ်ပြီးတော့ရေကြီးတဲ့အထိတေချာစီကြောပေးပါ။တန့်စင်သွားတဲ့ဝက်သုံးထပ်သားကိုပေါင်းရိထည့်ပြီးတော့ရေဆူလာတဲ့အချိန်ကစလို့နိုင်ဝက်တတိပေါင်းပေးရပါမယ်။အသားပေါင်းနေတော့ချိန်လေးမှာဒီဟင်းဘွက်ရဲ့ဇက်ပုတ်မင်းသားဖြစ်တဲ့မုံငင်းကြီးကြောက်ကိုရေးစိမ်ပြီးတော့တဲရီဖုန်နေဆင်သွားအောင်တိချာရေးဆေးပြီးအရင်ညက်ကဖိထားပေးရပါမယ်။နိုင်ဝက်ပြေးလို့ဝက်သားတုံးလေးကျက်သွားပြီဆိုရင်တော့တူလေးနဲ့ထိုးကြည့်ပါ။အလွယ်တကူထိုးဖောက်လို့ရပြီဆိုရင်ရပါပြီ။ကဲဒီနေရာစပြီးတော့အရေးကြီးဆုံးလှုပ်ဝက်ချက်လေးလာပြီနော်။ပူနေဝက်အခောက်ပေါ်ကိုခင်းလေးအသုံးပြုပြီးတော့အပေါက်လေးတွေအများကြီးဖြစ်အောင်လိုက်ထိုးပေးပါ။သွားကြထိုးတံလေးသုံးရင်ကျိုးဝင်သွားတတ်လို့ခရင်ကိုပဲသုံးပေးပါနော်။ဒီလိုလုပ်ပေးခြင်းအပြင်အခောက်နေရအစီပိုတွေကိုဖယ်ရှားပေးနိုင်ပြီးတော့စားတဲ့အခါမအီတော့ပါဘူး။ပြီးရင်တော့ဝက်အခောက်ကိုအရသာဝင်ပြီးလှပတဲ့အယောင်လေးဖြစ်အောင်စားနေငယ်ပိန်းငမြားကြီးအနောက်အနေငယ်ကိုတေချာတုပ်လိမ့်ပေးပါအဲဒီနောက်ဒေအိုးလေးကိုစီနည်းနည်းလေးပဲထည့်ပြီးတော့စီပူလာပြီးဆိုရင်တော့ဝက်အရေကုန်ဘက်ကိုအောက်ဆိုင်ပြီးထည့်ကြော်ပါမယ်ဒီနေရာမှာအရေးကြီးဆုံးကစီရီအရန်ပေါက်တဲ့လို့အိုးဖုံးကိုချက်ချင်းပြန်ပိတ်ထားဖို့လိုပါတယ်မီအေးအေးလေးနဲ့အရေကုန်လေးရဲပြီးတော့ကျွတ်လာတဲ့အထိကြော်ပေးရပါမယ်အရေကုန်လေးရဲလာပြီဆိုရင်တော့ဆေးယူပြီးရေအေးအေးလေးတွေကိုချက်ချင်း10မိနစ်လောက်စိမ်ချလိုက်ပါပူရကနေချက်ချင်းအေးသွားတဲ့အခါဝက်သားအခောက်လေးကတွန့်ပြီးတော့အရန်ကိုလှတဲ့ပုံစံလေးဖြစ်သွားပါလိမ့်မယ်။စောစောဝက်သားကြော့ထားတဲ့အစီတွေကြံနေတဲ့ဒေဦးတွေကိုပဲရင်းညစ်ထားတဲ့မုံငင်းချင်းကြောက်တွေထည့်ပြီးတော့မီးအေးအေး3မိနစ်လောက်မွေးလာတဲ့အထိလော်ပေးရပါမယ်။ပြီးရင်ရေစိမ်ထားတဲ့ဝက်သားတုံးကြီးကိုဆယ်ယူပြီးကိုလိုချင်တဲ့အထူပါအနီတော့အပြားလေးတွေလှီးပါမယ်။နည်းနည်းလေးထူထူလေးလှီးရင်တော့ပေါင်းလိုက်တဲ့အခါစားလို့ပိုကောင်းပါရဲ့ရှင်။ပြီးရင်တော့စားနေငယ်တကြားဟင်းခတ်မုတ်ရှလကားရဲ့အဖြူအနေငယ်ခယူစီပဲငတ်များရဲ့အနောက်နဲ့ပဲငတ်များရဲ့အကြည်တို့ကိုထည့်ပြီးတော့သုံးထပ်သားအပြားလေးတွေပေါ်အရသာတွေစိတ်ဝင်သွားအောင်လက်နေသေးချာနှံ့နေအောင်နှိမ့်နေပေးရပါမယ်။အနံလေးကခုတည်းကမွှေးနေပြီနော်။အရသာနေထားတဲ့ဝက်သားပြားလေးတွေကိုပကံလုံးတစ်လုံးထဲမှာအရေကုန်ဘက်ကိုအောက်ဆိုင်ပြီးတေချာစီထည့်ပါမယ်။အပေါ်ကနေစောစောကလှော်ထားတဲ့မုံငင်းကျင်တွေအုပ်လိုက်ပါမယ်။ပကံထဲမှာကျန်နေတဲ့အရသာ sock အရည်တွေကိုလည်းအကုန်လောင်းထည့်လိုက်ပါ။ပို့ပြီးတော့မိသွားအောင်လို့အပေါ်ဆုံးကနေကြက်သွန်ဖြူနှုတ်နှုတ်စင်းဂျင်းနှုတ်နှုတ်စင်းနဲ့မြုပ်သီးကြောက်အကြမ်းဖက်လေးတွေဖြူပေးပါကဲအားလုံးအစင်သေးဖြစ်ပြီဆိုရင်တော့ရေစုနဲ့ပေါင်းရီထည့်ပြီးတော့မီးပြပြင်းနဲ့တနာရီတိတိပေါင်းပေးရပါမယ်တနာရီပြည့်လို့အဖုံးလေးဖွင့်လိုက်တာနဲ့မုံငင်းချင်နဲ့ဝတ်သားပေါင်းဆက်သွားတဲ့တင်းပြက်နဲ့ရနံလေးကတန်းပြီးတော့နှာခေါင်းထဲကိုဝင်လာမှာပါပကံလုံးမောက်ကိုပကံပြားတစ်ချက်တင်ပြီးအသားလေးမှောက်ချလိုက်တဲ့အခါဟာကြည့်လိုက်ပါဦးရှင်အစင်းအယောင်ရောအနံ့မှာပြည့်စုံလုံးနဲ့တရုံရိုးရာမုံငင်းချင်ဝတ်သုံးထပ်သားပေါင်းလေးရပါပြီနောက်ဆုံးအနေနဲ့ကြက်တော်မိန်လေးဖြူလိုက်ရင်တော့ပို့ပြီးတော့ပြီးဆုံးသွားပြီးစားဖို့အစင်သက်ဖြစ်နေပါပြီဒီနီလာလေးအတိုင်းချက်ကြည့်မယ်ဆိုရင်တော့အသားကအေးဆက်ပြီးအရသာစိတ်ဝင်နေသလိုအစီကလည်းအေးမနေတော့ဘဲနဲ့ထမင်းမိတ်စေးမဲ့ဟင်းပွဲကောင်းတပွဲကိုရရှိမှတေချာပါပဲရှင်အိမ်မှာဧည့်သည်တွေလာရင်ပဲဖြစ်ဖြစ်မိသားစုနဲ့ပဲဖြစ်ဖြစ်တေချာပေါက်အစမ်းချက်ကြီးကိုတိုက်တွန်းကြပါတယ်ဒီဗီဒီယိုလေးကိုသဘောကျရင်တော့ like and share လုပ်ပေးဖို့မမေ့ရနဲ့နော်နောက်ထပ်လည်းဘယ်လိုဟင်းပွဲလေးတွေချက်ပြစေချင်လဲဆိုတာခမမရေးပေးခဲ့ပါဦးရှင်အားလုံးပဲပျော်ရွှင်စရာနေ့လေးတစ်နေ့ဖြစ်ပါစေအားလုံးပဲတက်တာ